ပူတင်ကိုခြေစုံကန်ခဲ့တဲ့ရှီကျင့်ဖင်ဒီနေ့ကျွန်တော်ဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့တချိန်ကကန်တန်မရှိတဲ့မိဖက်များလို့ကြွေးကြော်ခဲ့တဲ့တရုတ်နဲ့ရုရှားရဲ့စစ်ဆင်ရေးကဘယ်လိုအကွဲစားပြုနေပြီလဲဆိုတာပါပဲ2025ခုနှစ်ဩဂတ်လမှာထွက်လာခဲ့တဲ့ကိန်းဂဏန်းတွေကအားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်ရုရှားကတရုတ်ရဲ့ကုန်စည်ပို့မှုက16%ကျော်ထိုးကျသွားတယ်လို့တရုတ်ကရုရှားရဲ့တင်ပို့မှုတွေကလည်း18%နီးပါးကျဆင်းသွားခဲ့ပါတယ်ဒါရိုးရိုးကုန်သွယ်ရေးကျဆင်းတာထက်ပိုပါတယ်တခုခုမာယူနေပြီဆိုတဲ့တတိပေးခေါင်းလောင်းတန်မှာပဲဒါပေမဲ့ထူးခြားတာတစ်ခုကအိမ်နောက်သိမ့်မကြခင်မှာပဲဗလာဒီမာပူတင်ကဘေကျင်းကိုရောက်လာခဲ့ပြီးတော့ရှီကျင်းဖင်နဲ့အတူစီးရီးပြအခမ်းအနားမှာရှင်တွဲလန်းလျှောက်ပြခဲ့ပါတယ်အပြင်ဘက်မှာတော့သူတို့နှစ်ယောက်စလုံးကအနောက်အုပ်စုကိုရင်ဆိုင်နေရတဲ့မဟာမိတ်ကြီးတွေလိုပါပဲဒါပေမဲ့ကင်မရာမီးအောင်ရဲ့နောက်ွယ်မှာတော့အကြောင်းတွေကပို့ပြီးတော့နှက်ဆိုင်လာနေပြီဖြစ်ပါတယ်တရုတ်ကရုရှားစီကနေဖြည်းဖြည်းချင်းနောက်ဆုတ်နေပြီးတော့ရုရှားကိုဆယ်စုနှစ်တွေအတွင်းမှာမကြုံဘူးတဲ့အထီးကျန်မှုစီကိုတုံ့ပို့နေပြီလည်းဖြစ်ပါတယ်ဒါကနားလည်ဖို့2022ခုနှစ်ကိုပြန်ပြီးတော့တွားလိုက်ကြရအောင်ပါရုရှားကတော့ယူကရိန်းကိုကျူးကျော်ခဲ့ပြီးတဲ့နောက်အနောက်နိုင်ငံတွေရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဥရောပကရုရှားစွမ်းအင်တွေကိုမွေတော့ပါဘူးအမေရိကန်ကပိုင်ဆိုင်မှုတွေကိုထိန်းချုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာရုရှားအတွက်တရုတ်ကအသက်ကေချိုးဖြစ်လာခဲ့ရပါတယ်ရုရှားရဲ့ရေနံနဲ့သဘောတငွေတွေကတရုတ်စီကိုစီးဆင်းသွားပြီးအပြန်လည်အားဖြင့်တရုတ်ဘက်ကကားတွေအီလက်ထရောနစ်ပစ္စည်းတွေနဲ့စက်မှုကုန်ကျန်းတွေကရုရှားစီကိုတင်ပို့ခဲ့ပါတယ်2023ခုနှစ်ကုန်သွယ်ရေးကစံချိန်တင်မြင့်တက်ခဲ့ပြီးတော့ဒီရှိဘက်တို့ဦးလက်ချင်းဆိုတဲ့မဟာဗျူဟာကြီးကအောင်မြင်နေတယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့ခုချိန်မှာတော့အဲ့ဒီအရှင်ကဘာလို့ရက်တန့်သွားရတာလဲအကြောင်းရင်းကတော့ရှင်းပါတယ်တရုတ်ကသူ့လိုအပ်တာကိုဝယ်လို့ကုန်သွားခဲ့ပြီဖြစ်ပါတယ်စစ်ဖြစ်ပြီးတော့ပထမနှစ်နှစ်အတွင်းမှာတရုတ်ကဈေးပေါ်ပေါ်နဲ့ရလိုက်တဲ့ရုရှားရဲ့ရေနံတဘောတငွေနဲ့ကြောင်မီသွေးကိုအားရပါရဝယ်ယူတိုးလောင်ခဲ့ပါတယ်ဒါပေမဲ့ခုချိန်မှာတရုတ်ရဲ့မဟာဗျူဟာမြောက်စွမ်းရည်တိုးလောင်ခံတွေကပြေးသွားခဲ့ပြီဖြစ်ပါတယ်ပြီးတော့တရုတ်ကိုရိုင်းကလည်းနေရာလက်စစ်လို့ပြန်လဲပြေးဖြိုးမြန်းစွမ်းရည်တွေကိုအာယုံစိုက်လာတဲ့အတွက်ရုရှားစီကနေရင်းလုံးအများကြီးဝယ်စရာမလိုတော့ပါဘူးရုရှားကိုကယ်တင်မှုအတွက်နေတော့တရုတ်ကသူ့ဘက်ကအဆုံးမရှိဝယ်ပေးနေမှာမဟုတ်ဘူးဆိုတာကိုရုရှားတရုတ်ကနားလည်လာရပါပြီအဓိကပြောင်းလဲကတော့အမေရိကန်ရဲ့တဆင့်ခံဒဏ်ခတ်ပိတ်ဆို့မှုတွေပဲဖြစ်ပါတယ်ထရမ်မူဝါဒတရားရုရှားကမ်ပဏီတွေကိုကူညီတဲ့ဘယ်နိုင်ငံခြားကုမ္ပဏီကိုမဆိုပိတ်ဆို့ရေးယူမယ်လို့ကြေညာလိုက်ပါတယ်အဲ့ဒီမှာတရုတ်ကဘဏ်တွေထုတ်လုပ်ရေးလုပ်ငန်းတွေကပါဝင်နေပါတယ်တကယ်လို့သူတို့ကရုရှားကိုငွေကြေးဝန်ဆောင်မှုတွေအဆင့်မြင့်စက်ပစ္စည်းတွေပေးနေတာကိုတွေ့မယ်ဆိုရင်တော့ကမ္ဘာဘဏ္ဍာရေးစနစ်ကနေဖယ်ထုတ်ခံရနိုင်ပါတယ်တရုတ်တော့ကဒီရဲ့ချင်းချောက်မှုကမသိပါဘူးတရုတ်ရဲ့စီးပွားရေးကိုရင်ကအင်ချမ်းမီဈေးကွက်ပြဿနာလူငယ်အလုပ်လက်မဲ့ပြဿနာတွေနဲ့ရုန်းကန်နေရတဲ့ချိန်ပဲဖြစ်ပါတယ်သူရဲ့ဘဏ်တွေကဒေါ်လာစနစ်ကိုမီခိုနေရတယ်လို့သူရဲ့အကြီးဆုံးတင်ပို့မှုတွေကလည်းအနောက်နိုင်ငံဈေးကွက်ကိုလိုအပ်နေတော့မှဖြစ်ပါတယ်ဒီတော့အမေရိကန်နဲ့တဲ့တိုးပြီးအရေးယူခံရမယ့်အခြေအနေမျိုးကိုရှီကျင်းဖိန်နေနဲ့လောင်းချင်းမထက်ရဲပါဘူးဒါကြောင့်မလို့ပဲခုဆိုရင်ရုရှားကိုအဓိကအားပေးပန်ပုံးနေတဲ့နိုင်ငံကြီးနဲ့နိုင်ငံဖြစ်တဲ့တရုတ်နဲ့အိန္ဒိယတို့ရဲ့ရည်တည်ချက်တွေဟာတိတိတတ်တာကိုပြောင်းလဲလာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီလိုတည်တာတွေနောက်ဆုံးမှုရဲ့အဓိကဇစ်မြစ်ကိုရှာကြည့်မယ်ဆိုရင်ဒါကအခြားသူမဟုတ်ပါဘူးအမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ဩဇာလွှမ်းမိုးမှုနဲ့ကြောင်းမဲ့ဖွဲ့တက်ရောက်မှုကြီးတွေကြောင့်ပဲဖြစ်ပါတယ်အစောပိုင်းမှာရုရှားနဲ့တရုတ်တို့ကနယ်နိမိတ်မခြားသောမဟာမိတ်တွေလို့အခိုင်အမာကြွေးကြော်ခဲ့ကြတယ်ဆိုပေမဲ့လက်တွေ့ကမ္ဘာမှာတော့တရုတ်နိုင်ငံသူတို့ရဲ့စီးပွားရေးကျုံမြင့်နဲ့အန်ဒီယေကိုအလေးနဲ့ချိန်ဆလိုက်တဲ့အခါမှာအလုံးမဲ့လက်တွေ့ကြတဲ့ချင်းကပ်မှုကိုပြသလာခဲ့တာဖြစ်ပါတယ်ပထမအဆုံးနဲ့အထီးရောက်ဆုံးပြောင်းလဲမှုကငွေကြေးကဏ္ဍမှာပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့ကြီးစားဘဏ်လုပ်ငန်းကြီးတွေဟာသူတို့အမေရိကန်ရဲ့ဒုတိယတန်းစားဒဏ်ခတ်ပိတ်ဆို့မှုများရဲ့အန္တရာယ်ကနေကာကွယ်ဖို့အတွက်ပြင်းထန်တဲ့စီကံတင်းကျပ်မှုတွေကိုကျင့်သုံးလိုက်ပါတယ်ဒီလိုလှုပ်ဆောင်ချက်တွေကြောင့်ရုရှားကမ်ပဏီတွေဟာတရုတ်နဲ့ပုံမှန်တိုင်းငွေကြေးပြောင်းလဲဖို့ဆိုတာကလုံးဝနှီးပါးကိုခက်ခဲတဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်ဒါပြင်ငွေကြေးလွှဲပြောင်းမှုအခက်အခဲဖြစ်နေတဲ့အပြင်ရုရှားလုပ်ငန်းတွေဟာတရုတ်ဘဏ်တွေစီကနေချင်းငွေယူဖို့ဆိုတာကလည်းလုံးဝနှီးပါးကိုမဖြစ်နိုင်တော့တဲ့အခြေအနေနဲ့ရင်ဆိုင်လာရပါတယ်တရုတ်ဘဏ်တွေကအမေရိကန်ရဲ့စီးပွားရေးစနစ်နဲ့အဆက်အသွယ်ပြတ်တောက်သွားမှကိုလုံးဝကိုမလိုလားတဲ့အတွက်ရုရှားနဲ့ဘဏ္ဍာရေးဆက်ဆံရေးကိုအတန်းတိုင်းဆုံးရှော့ချပစ်လိုက်ခြင်းကသူတို့ရဲ့ကိုယ်ပိုင်ကျိုးစီးပွားကိုဦးစားပေးတဲ့မူဝါဒတစ်ခုပဲဖြစ်ပါတယ်ဒါပြင်ရရှိတဲ့နောက်နာဂတ်စီးပွားရေးအတွက်ရေးပါတဲ့နည်းပညာပူးပေါင်းဆောင်ရွက်မှုအစိပ်ပိုင်းတွေကလည်းရပ်တန့်လို့တွားခဲ့တာဖြစ်ပါတယ် AI ဉာဏ်ရည်တုစေယုံနည်းပညာနဲ့စက်သွေးကဏ္ဍလိုမျိုးအရေးကြီးတဲ့နည်းပညာသုတေသနစီမံကိန်းတွေကိုတရုတ်ကမ်ပဏီတွေကနေရှင်းရှင်းလင်းလင်းပဲဖျက်သိမ်းလိုက်တာဒါမှမဟုတ်အချိန်ကာလတစ်ခုထိရွှေ့ဆိုင်းလိုက်တာတွေကိုလှုပ်လာခဲ့ပါတယ်တရုတ်ကမ်ပဏီတွေကအမေရိကန်ရဲ့နည်းပညာထိန်းချုပ်မှုတွေကိုရှောင်ရှားခြင်းတယ်လို့သူတို့ရဲ့အဓိကဈေးကွက်ကြီးတွေဖြစ်တဲ့အမေရိကန်နဲ့ဥရောပဈေးကွက်တွေကိုပါဆုံးရှုံးမှာကိုစိုးရိမ်တဲ့အတွက်ဒီလိုရေးပါတဲ့စီမံကိန်းတွေကိုရပ်ဆိုင်းလိုက်ခြင်းပဲဖြစ်ပါတယ်တရုတ်နိုင်ငံအနေနဲ့ရုရှားကိုကူညီပံ့ပိုးခြင်းဟာ
စီးပွားရေးအကျိုးမြတ်ထက်အနေကပုံများနေပြီလို့တွက်ဆလာရတဲ့အချက်တစ်ချက်လေးရှိပါတယ်။အဖေကြောင့်ဆိုတော့ရောဘတ်သမဂ EU ဆိုတာကတရုတ်ရဲ့အကြီးဆုံးသောဈေးကွက်ကြီးတွေတဲကတစ်ခုဖြစ်ပြီးတော့ရောင်းဝယ်ဖောက်ကားမှုပမာဏကအလွန်ကြီးမားတာကြောင့်ပဲဖြစ်ပါတယ်။ အမေရိကန်နဲ့ EU တို့ဟာပူးပေါင်းပြီးတရုတ်ပေါ်မှာဖိအားပေးလာတဲ့အခါမှာတရုတ်နိုင်ငံရဲ့ရုရှားနဲ့ဆက်ဆံရေးကြောင့်ရောဘတ်ဈေးကွက်ကိုပါလက်လွတ်ဆုံးရှုံးရမှာကိုစိုးရိမ်လာပါတယ်။ဒီအချိန်မှာရုရှားနဲ့ခက်ခွာခွာနေတာကတရုတ်ရဲ့ကြီးမားတဲ့စီးပွားရေးကျိုးစီးပွားကိုကာကွယ်ဖို့အတွက်အကောင်းဆုံးအလုံးကျုံဆုံးလမ်းကြောင်းတစ်ခုပဲဖြစ်နေပါတော့တယ်။တရုတ်နိုင်ငံတစ်ခုတည်းမကပါဘူး။ရုရှားရဲ့နောက်ထပ်အဓိကမဟာမိတ်ကြီးဖြစ်တဲ့အိန္ဒိယနိုင်ငံကလည်းအလားတူလမ်းကြောင်းကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ဒီပြောင်းလဲမှုကြီးကအိန္ဒိယရဲ့စွမ်းအင်ကဏ္ဍမှာပိုပြီးတော့ထင်ရှားလာပါတယ်။အိန္ဒိယစစ်ပွဲစတင်ချိန်ကစလို့စိန်နှုန်းသက်သာရေးရင်းနှံတွေကိုအကြီးအကျယ်ကိုဝယ်ယူခဲ့ပေမဲ့လက်တလောအခြေအနေအရ2025ခုနှစ်လယ်ပိုင်းမှာတော့ရုရှားစီကနေရေနံဝယ်ယူမှုက30%ကျော်ထိကိုမှတိတိတတာကိုကြာဆင်းသွားခဲ့ကြောင်းတွေ့ရပါတယ်။ဒီလိုရုတ်တရက်ဝယ်ယူမှုကြာဆင်းသွားခဲ့ခြင်းရဲ့အဓိကအကြောင်းရင်းကတော့တရုတ်နိုင်ငံနဲ့အလားတူပါပဲ။အိန္ဒိယကုမ္ပဏီတွေကအမေရိကန်ရဲ့တစ်စိတ်ကန်တန်ခမ်းပိတ်ဆို့မှုများရဲ့အနေအကိုမကြောက်ဘဲမနေနိုင်ကြတော့ပါဘူး။ရုရှားနဲ့ဆက်ဆံခြင်းကြောင့်အိန္ဒိယရဲ့နိုင်ငံတကာဘဏ်လုပ်ငန်းအမေရိကန်နဲ့အနောက်နိုင်ငံစီးပွားရေးစနစ်တွေမှာအရေးပါတဲ့ခန်းခန်းတွေမပြောက်ပြတ်စေဖို့ဦးစားပေးလှုံ့ဆော်နေတာကိုဒီချက်ကရှင်းရှင်းလင်းလင်းမြင်သာစေမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်နားလည်ရမှာကတရုတ်နဲ့ရုရှားရဲ့ဆက်ဆံရေးကဘယ်တော့မှတန်းတူညီတူမဟုတ်ခဲ့ဘူးဆိုတာပါ။မိဖက်ဆက်ဆံရေးထက်အင်အားကြီးသူနဲ့မီခိုသူရဲ့ဆက်ဆံရေးပုံစံမျိုးပါ။တရုတ်ကကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံကမ္ဘာထုတ်ကုန်လုပ်ငန်းရဲ့ဗိုလ်ချက်မှဖြစ်ပြီးတော့ရွေးချယ်စရာတွေကအများကြီးရှိနေတာဖြစ်ပါတယ်။ရုရှားကတော့ကုန်ကျန်းတင်ပို့ရကလွှဲရင်ကျန်တဲ့နည်းပညာနဲ့ကုန်ပစ္စည်းတွေအတွက်တရုတ်ကိုမီခိုနေရတဲ့အခြေအနေဖြစ်သွားခဲ့ပါပြီ။ဒီချိန်မှာတရုတ်မှာကချုပ်ကိုင်နိုင်ခွင့်ကအပြည့်အဝရှိနေပါပြီ။ဒီအခြေအနေကိုထင်ထင်ရှားရှားမြင်နိုင်တဲ့ဥပမာကတော့စိုက်ဘေးရီးယားကသဘောအတိုင်းငွေပိုင်လိုင်းစီမံကိန်းပဲဖြစ်ပါတယ်။ရုရှားကဒါကိုမဟာဗျူဟာမြောက်အောင်မြင်မှုတစ်ခုဖြစ်ကြွေးကြော်ခဲ့ပေမဲ့တကယ်တမ်းမှာတော့ဝယ်သူကတရုတ်တူပဲရှိတဲ့အတွက်ဈေးနှုန်းအချိန်ကာလအားလုံးကိုတရုတ်ကချုပ်ကိုင်ထားပါတယ်။ဥရောပကိုဒီချိန်ကရောင်းခဲ့တဲ့ဈေးထက်အများကြီးတက်တာတဲ့ဈေးနဲ့တရုတ်ကရနေတာပါ။ဒါကြောင့်မလို့လေတရုတ်ဘက်ကဒီစီမံကိန်းကိုအလင်းစလုံးမလုပ်ဘဲသူ့အတွက်အဆင်ပြေတယ်လို့ချိန်ဆွဲထားတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့စီးရေးကူညီပါ။ရုရှားကတရုတ်ကိုမြောက်ကိုရီးယားလို့လက်နက်တွေပေါ်ပေါ်တင်တင်ပေးစေချင်မှာပါ။ဒါပေမဲ့တရုတ်ကယူကရိန်းစစ်ပွဲအတွက်သိသိနိုင်လောက်တဲ့လက်နက်တွေလုံးဝမပေးပါဘူး။အကြောင်းရင်းကတော့အဲ့လိုလုပ်လိုက်မယ်ဆိုရင်အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးကလုံးဝကိုပျက်စီးသွားမှာဖြစ်ပြီးတော့သူ့ရဲ့ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျိုးစီးပွားကိုထိခိုက်မှာကိုသူကောင်းကောင်းသိနေလို့ပဲဖြစ်ပါတယ်။ဆိုတော့အနည်းချုပ်ရရင်ရုရှားနဲ့တရုတ်ရဲ့ဆက်ဆံရေးကအပြင်ပန်းမှသာအကန့်အသတ်မရှိလို့ပြောနေတာတကယ်တမ်းမှာတော့တတိကြီးစွာထားပြီးကိုကျိုးစီးပွားကိုပဲကြီးတဲ့အပေးယူပေါ်မှာမူတည်တဲ့ဆက်ဆံရေးတစ်ခုသာဖြစ်လာခဲ့ပါတယ်။တရုတ်ကသူ့အတွက်အသုံးဝင်တာကိုယူမယ်ဒါပေမဲ့ရုရှားကြောင့်မလို့သူဘာဒုက္ခရောက်မဲ့အခြေအနေမျိုးကိုတော့လုံးဝကိုရှောင်ရှားပါလိမ့်မယ်။ဒီအခြေအနေကရုရှားအတွက်ကတော့တကယ်ကိုအိမ်မက်ဆိုပဲဖြစ်ပါတယ်။မော်စကိုအနေနဲ့သူကိုယ်တိုင်ချုပ်ကိုင်နိုင်တယ်လို့ထင်ခဲ့တဲ့ကမ္ဘာအခင်းကျတစ်ခုမှပိတ်မိနေပြီးတော့သူရဲ့ရင်းနှီးဆုံးမဟာမိတ်ကဒိတ်တစိတ်ထွက်ခွာသွားတာကိုထိုင်ကြည့်နေုံကလွဲပြီးတော့ဘာမှမတတ်နိုင်တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်းသုံးသပ်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။